Hello အားလုံးပဲမင်္ဂလာပါရှင်မေသရီခိတ်ဆန်ဘက်ဂရီမှာပြန်လည်ကြိုဆိုပါရရှင်မင်တို့အခုသွားရောက်ပူဆောင်မလေးကတော့ဘိုးတိုင်းဒေတာကြီးလက်ဗရန်မြို့နယ်မြင်ကဝါအုပ်စုအောင်ချမ်းသာရွာမှာနေထိုင်နေရှေ့ရတဲ့တသားလေးနဲ့မိမိလေးရဲ့မွေးနေ့အတွက်ပါဆိုပြီးတော့နိုင်ငံရဲ့ကြမှာရှိတဲ့ရှေ့ရတဲ့ဖေဖေနဲ့မေမေကမွေးနေ့ခိတ်များအယုတ်တနတ်နဲ့ရှေ့ရတဲ့ဖေဖေနဲ့မေမေအတွက်ပါဆိုပြီးတော့အိုပါတင်မုံအဝတ်စားနဲ့သွေးပေါင်စိမ့်ဆက်မှာယူထားတာလေးတွေကိုသွားရောက်ပူဆောင်ပေးမှလေးပဲဖြစ်ပါရရှင်ဘသူတွေဖြစ်ပြီးတော့ဘလူးတွေပြောစရာကောင်းမလဲဆိုတာကိုတော့မင်းနဲ့အတူရင်ခုန်စွာလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင် Helloရတဲ့တသားလေးနေမီလေးအတွက်လည်းအမှားစကားလေးတွေပါထားပါသေးတယ်ရှင်ချစ်ရတဲ့သမီးလေးအတွက်အမှားစကားလေးကတော့သမီးလေးမွေးနေ့မှာပျောက်ချင်ပါစေနော်တဲ့ပညာတတ်ကြီးဖြစ်ပါစေမိဘတွေအပေါ်မှာတည်တတ်တဲ့သမီးလိမ္မာလေးဖြစ်ပါစေလို့အန်ဒီတို့ဆုတောင်းပေးလိုက်ပါတယ်နော်တဲ့ချစ်ရတဲ့တသားလေးအတွက်အမှားစကားလေးကတော့တသားလေးမွေးနေ့မှာပျောက်ချင်ပါစေတဲ့ဖေဖေမေမေတို့ကိုလည်းအများကြီးချစ်နိုင်ပါစေတဲ့တသားပြောနေရင်မေမေလည်းစိတ်ချမ်းသာပါတယ်တဲ့တသားအတွက်မေမေတို့ပတ်စံအများကြီးရှာပြီးပြန်လာခဲ့မယ်နော်တဲ့တသားလူချင်အကုန်ဝယ်ပေးမယ်နော်ဆိုပြီးတော့အမှားစကားပါထတာလေးပဲဖြစ်ပါတယ်ရှင်ချစ်ရတဲ့ဖေဖေနဲ့မေမေအတွက်လည်းအမှားစကားပါထတာလေးကိုမေမေတို့ဘက်ကနေပြီးတော့ဖက်ဖက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဖေဖေကျမ်းမာရေးခရီးစိုက်ပါနော်တဲ့အဖေလိုအပ်နေတဲ့ပစ္စည်းလေးဝယ်ထည့်ပေးလိုက်ပါတယ်နော်တသားလဲလိမ်မာနေပါပြီနော်တဲ့တသားချစ်တဲ့ဖေဖေနဲ့မေမေဆိုပြီးတော့ချစ်ရတဲ့ဖေဖေနဲ့မေမေအတွက်လည်းအမှားစကားပါထတာလေးပဲဖြစ်ပါတယ်ရှင်ချစ်ရသွေးပေါင်ကြီးစက်ကလေးကိုလည်းမမင်းတို့ဘက်ကနေပြီးတော့တေချာလေးရွေးချယ်ပြီးတော့ဝယ်ယူပေးထားတာလေးပဲဖြစ်ပါတယ်ရှင်လူကြီးတွေရဲ့အနားမှာအနီးကစောင့်ရှောက်ပေးမဲ့လူကိုလည်းပဲသွေးပေါင်ချိန်ဆက်ရဲ့သုံးပုံသုံးဒီပုံစံတွေကိုလည်းပဲမမင်းတို့ဘက်ကတေချာစွာချင်းပြပေးထားတာလေးပဲဖြစ်ပါတယ်ရှင်ပြီးတော့ဒီသွေးပေါင်ချိန်ဆက်ကလေးကလူလုံးလို့ထွက်ကြတာမျိုးပါမျိုးမဟုတ်ဘဲနဲ့ဒီစက်ပစ္စည်းချိုးရင်းတာတွေပါတယ်ရှိခဲ့လို့ချင်းရင်လည်းပဲ၃နှစ်အာမခံနဲ့လည်းမမင်းတို့ဘက်ကဝယ်ယူပေးထားတာလေးပဲဖြစ်ပါတယ်ရှင်၃နှစ်အတွင်းပစ္စည်းချိုးရင်းမှုများရှိခဲ့လို့ချင်းရင်မမင်းတို့ဘက်ကနေပြီးတော့ပြန်လဲပေးမှလေးဖြစ်ပါတယ်ရှင်အဲ့ဒီဝန်ဆောင်မှုလေးကိုလည်းမမင်းတို့ဘက်ကနေပြီးတော့တာဝန်ယူဖြည့်ရှင်းပေးမှလေးပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်